တတ်မှတ်ထားတဲ့စုချင်းငွေဘောနက်တွေပေးတဲ့အစီအစဉ်တွေရှိရဲသူရပေါ့တက်တန်းအလိုက်ရောက်စုချင်းငွေတွေပေးပြီးတော့ဝန်ထမ်းတွေအတွက်လုပ်ပေးတဲ့ပွဲလေးတွေလည်းရှိပါတယ်လို့အရေးချင်းဟဲ့လား ဟုတ်ကဲ့အရေးချင်းမဝင်တည်သားမယ်နော် customer တွေအားလုံးလည်းပေါ့နော်ကျွန်တော်တို့ဒီ hot clinic service ကိုရေရှည်လက်တွဲပြီးတော့အလုပ်တွေယုံကြည်စိတ်ချစွာအပ်ပေးရအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဒီထက်မှကလည်းဒီ hot clinic service ကိုလုပ်တွေအများကြီးအနံပေးကြပါဦးလို့ကျွန်တော်တို့ပြောချင်ပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်လို့အလုပ်တွေအပ်ပေးတဲ့အတွက်ကျေးဇူးရှင်သမင်းရှင်နေဟဲ့လားဟုတ်ပါအေးတန်းလိုက်ရင်ဘယ်ရောက်နေလဲအခုကတော့ကျွန်တော်တို့တောင်ကြီးရောက်နေတာပါအမတောင်ကြီးရောက်နေရနော်တောင်ကြီးရဲ့ဘယ်နားရောက်နေရလဲဒါတော့အေးတာယာဒီကပေါ့နော်စပိတ်ချံပေါ့နော်စပိတ်ချံကိုကျွန်တော်တို့ရောက်ရှိနေရပါဘယ်လိုလဲဘယ်လိုခံစားရလဲဟိုစပိတ်ချံရာဒီဥရုကလည်းကောင်းတယ်ပြီးဘေးပတ်ဝန်းကျင်ရှုခင်းနေရလဲရန်တောင်နှန်းနေစိမ့်လန်းဆိုပြီးနေတဲ့အတွက်ရန်ကြီးလှပပါတယ်အမတာယာရဲ့လားတာယာရဲ့အရန်တာယာပေါ့နော်ရာဒီဥရုရောဒီရှုခင်းအလှပတွေရောအများကြီးကျွန်တော်တို့တာယာပါတယ်အမောပြေလားပြေပါတယ်အမဒီနားလာလောက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးပျော်ရွှင်ရတာတကယ်ဟုတ်လို့လားဒါတော့ကျွန်တော်တို့เนาะဒီလုံးစစဝင်ချင်းမှာတော့သူရဲ့တတ်မှတ်ထားတဲ့ကာလာလေးတွေရှိတယ်ပြီးတော့ကျွန်တော်တို့ဒီမျိုးရေရှည်လုတ်ကင်လာတဲ့ကုမ္ပဏီတစ်ခုမှနေရာလေးတစ်ခုရလာတဲ့ရေရှည်ကိုယ့်ရဲ့လုတ်သက်လေးကြာလာတဲ့ဆိုတော့ကုမ္ပဏီဘက်ကလည်းကျွန်တော်တို့ကိုဒီဘက်သူတို့စီစဉ်ပေးထားတဲ့ပေါ့เนาะတတ်မှတ်ထားတဲ့ဒီခီးတွေပို့ပေးတဲ့ဟိုခီးတွေပို့ပေးတဲ့အစီအစဉ်လေးတွေရှိတယ်ပြီးရင်တတ်မှတ်ထားတဲ့စုချင်းငွေဘောနက်တွေပေးတဲ့အစီအစဉ်တွေရှိရဲသူရပေါ့တက်တန်းအလိုက်ရောက်စုချင်းငွေတွေပေးပြီးတော့ဝန်ထမ်းတွေအတွက်လုပ်ပေးတဲ့ပွဲလေးတွေလည်းရှိပါတယ်လို့အရေးချင်းဟဲ့လားဟုတ်ကဲ့အရေးချင်းမဝင်တည်သားမယ်နော်အလုပ်လာလျှောက်ချင်နေဆိုရင်ဒီနားမှာဆိုလို့ရှိရင်ဘယ်လိုမျိုးလုပ်ပေးမှလဲဘယ်သူမဆိုပေါ့နော်အသက်ပြည့်ပြီးတဲ့သူတိုင်းအသက်အခုသတ်မှတ်ထားတဲ့ကာလအသက်တစ်ခုထိတော့ဘယ်သူမဆိုအလုပ်ကိုလာလျှောက်လို့ရတယ်ပညာရေးချင်းလည်းမလိုပါဘူးလို့ဒီမှာလောက်ကင်နေနဲ့ကိုယ့်ရဲ့ကျွမ်းကျင်လာသလိုကိုယ့်ရဲ့တက်လန်းတွေလည်းရှိတယ်ပြီးပြီသူမဆိုလည်းလာလျှောက်လို့ရတယ်ကိုယ့်ရဲ့ဝမ်းစာအရာပဲဖြစ်ဖြစ်ဒီတူတယောက်ရဲ့ကိုယ့်ရဲ့ personal ဟိုမိသားစုအတွက်ဝင်ငွေတစ်ခုရပဲဖြစ်ဘယ်သူမဆိုဘယ်လောက်ကပဲဖြစ်လာလို့ရပါတယ်လို့အကုန်လုံးတော့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဘယ်ကနေဖိတ်ခေါ်လိုက်တာလဲအဲ့ဒါကျွန်တော်တောင်ကြီးရောက်နေတဲ့အတွက်တောင်ကြီးကနေဖိတ်ခေါ်နေတာပေါ့နော်တောင်ကြီးဝမ်ချန်ကနေပြီးတော့ဟလာစပစ်ချန်ကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ကဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အသက်အရွယ်ပညာရေးချင်းလုံးဝမကြည့်ရဲ့စ조사ချင်သူတိုင်းအတွက်ခွင့်ရရှိရဲ့ဟုတ်တယ်ရှိပါအလုံးလို့ရဟုတ်ရှိရဲ့နော်